ဟာတော်သေးရောဆရာကြီးမဟုတ်ကျွန်တော်ဒီယူနဲ့ဆက်လုပ်ချုံမိတော့ဘူးဗျာမင်္ဂလာပါဟုတ်ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအမေကိုကြီးပြရမယ်မသိခင်ဟုတ်ကဲ့ကျွန်တော်ခုဖုန်းဆိုင်ကြီးဖွင့်နေလို့အဲ့ဒါဟုတ်ကောင်းတာပေါ့အဲ့ဒါကျွန်တော်ဆိုင်ပွင့်ကိုစီမှာဖုန်းပစ္စည်းလေးတွေမှားခြင်းလို့အဲ့ဒါရှားလာပြီဟုတ်ကဲ့ကျွန်တော်စီမှာမှားလို့ရပါတယ်ခင်ဗျဟုတ်ဟုတ်လားအဲ့ဆိုရင်ကိုစီမှာအခုလောလောလေးပါရဟုတ်ကဲ့ကျွန်တော်အခုလက်ရှိရောင်းနေတာဆိုရင်ကျွန်တော်မှာ power bank ရှိမယ် RQ ရှိမယ်ငချက်ရှိတယ်ခင်ဗျဟုတ်လားအဲ့ဆိုရင်ကျွန်တော်ဆိုင်တော့ကိုအခုစီရနေပြီးတော့ power bank အလုံး100အသွင်ကျူအလုံးအသွင်ကျူအခု100ငချက်အခု100အဲ့ဒီမှားကြည့်အခုရတယ်ဗျာဟာလေမရဟုတ်ကဲ့မဟုတ်ကျွန်တော်အန်ဟောရတာရှားတာတော့ရတယ်နော်လောလောဆယ်မှာကျွန်တော်မှာ electric ပစ္စည်းကမရှိဘူးဗျာနောက်ထပ်2ရက်3ရက်လောက်နေမှကျွန်တော်မှားပေးထားပါမယ်အကိုကတကယ်အလုံး100စီယူမှချင်းတည်တယ်ဆိုရင်ကျွန်တော်လောလောဆယ်ကျွန်တော်စာချုပ်လေးချုပ်လိုက်ရစင်ပြီးတော့โอเคလေးအဲ့ဒါဆိုလဲစာချုပ်သွားတယ်နော်ဟုတ်ကဲ့စာချုပ်ကဒီမှာရှိတယ်ကျွန်တော်ပြောပြရမလို့ဒီမှာတောင်းလေးပေါ့နော်ကျွန်တော်ချက်တော့လက်မှတ်လေးထိုးပေးထားပါဒီမှာချင်းတည်တယ်အဲ့ဆိုရင်ပြီးတော့ထိုးပြရပါဒီလိုတူရောက်နေကျွန်တော်မှလက်ရှာနေရတာဟုတ်ကဲ့ဘာလို့လဲမသိဘူးညဟုတ်ကဲ့ကိုကျွန်တော်စိတ်ထဲမှာစင်းတော့ဆောင်းပြပါဒီလူနာကျွန်တော်စီကနေပြီးတော့ထွက်ပြေးသွားလို့အဲ့ဒါခုဒီမှာလာပြေးလို့ပြန်လာခေါ်တာဗျာအဲ့ဒါဆိုရင်ဒီဘက်ယူနေတာပေါ့ဟုတ်တယ်ဟာတော်သေးရောဆရာကြီးမဟုတ်ကျွန်တော်ဒီယူနဲ့ဆက်ချုပ်မိတော့ဘူးဗျာ